ပွဲ2300 Global 7 Orange ချောင်းဟုတ်လားတွေ့ပြီ Global 7 Orange ချောင်းနဲ့ရွှေမန်းလေးချောင်းတွေ့ပြီဟုတ်လားဘယ်သူနိုင်သွားမလဲနိုင် start လိုက်ကရရမယ်ဗျာဟုတ်လားဒီကောင်မှာ Orange ချောင်းဖြဲခံနေရပြီညီလေး Global 7 Orange ချောင်းရောက်1121 ရှောတော့မလားရှောသွားပြီ Orange ချောင်းရှောသွားပြီဗျာ Global 7 ချောင်းတီးသွားပြီနော်Hey Orange ချောင်းနဲ့တွေ့တယ် Orange ချောင်းလေးပဲဟုတ်မြရတယ်တော့ရွှေမန်းလေးချောင်းဟာရောက်အာဒီကံဖြစ်တဲ့တစ်ချက်မှထိုးသွားတာရောက်ကောင်းလိုက်လားရွှေမန်းလေးချောင်းရောက်Global 7 ချောင်းဖြဲနေတာနော်ရောက် store ရှုပ်လို့တော့မရဘူးယွန်းယွန်း share လိုက်တယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနော်အားရောက်1121နေတယ်ရောက် Orange ချောင်း Artifact ကဖြတ်ကန်သွားတာလှမလား Global 7 ချောင်းလို့ခေါ်ပါတယ်ဗျာတကယ်ကောင်းတဲ့ Orange ချောင်းဗျာ number 1 အမို့ number 1 လို့တည်းဆော့ပြသွားပြီလဲခေါ်မှာ number 1ရဲ့လို့မဟုတ်ဘူးဒီမှာတွေ့တဲ့လူကောက်ခေါ်မှာ Orange ချောင်းဖြတ်ကန်ထားသေးတယ် Global 7 ချောင်းဖြတ်ကန်ထားသေးတယ်ရောက်ရွှေမန်းလေးချောင်း1နေလွဲနေဖြတ်ကန်ထားသေးအားရောက်ဆက်မကန်ဘူးရွှေမန်းလေးချောင်းဘာလို့တာတော့ရောက်အိုးရောက်ကြီး Orange ချောင်းပေးရမှာကွာရောက်1မတိပါလို့အေးရောက်ရွှေမန်းလေးချောင်းလုံးလိုက်လားရောက် Orange ချောင်းပြစ်တော့ပြေးရတာကွာရောက် Orange ချောင်းလုံးနေပြီဘယ်သူရှောသွားမှာလဲဟာGlobal 7 Orange ချောင်းတက်သွားရပြီရွှေမန်းလေးချောင်းနီကာတဲ့ဟိုဟာနေဒီပန်လေးပေးသွားတာကျေးဇူးတင်ပါတယ်နော်နေဒီပန်မှာပေးအသေးပေးသွားရင်လည်းကျေနပ်တယ်ဗျာရောက်ရွှေမန်းလေးချောင်းဖလီကိုင်းနဲ့ဖြုံဝင်လာ Orange ချောင်းရှောသွားမလား Orange ချောင်းအိုးရှောတော့ရှောမွားတယ်ရွှေမန်းလေးချောင်းတကယ်ပြနေရနော်မင်းတို့ကောင်းနေအားရဖလီကိုင်းလွဲသွားလားငါရေးတောင်းတယ်မမြင်လိုက် Orange ချောင်းတော်ဝါတော့ဖက်ခံလိုက်ပြီး Global 7 ချောင်းလို့ခေါ်ပါတယ်ဗျာတကယ်ကောင်းတာပါဗျာနော်အဲ့တော့မီတဲ့တီးမှာတဲ့โอเคဒါတီးဗျာမီအဲ့တော့တဲ့โอเคပါဟို Orange ချောင်းနဲ့တွဲနေပြီ Orange ချောင်းနဲ့ရွှေမန်းလေးချောင်းရွှေမန်းလေးချောင်းဖက်ခံရပြီ Global 7 ချောင်းတကယ်ပြနေတာ Orange ချောင်းကတော့ကောက်ရှုံလို့မရဘူးအားလေးရင်နေဆိုပေမဲ့လည်းစိတ်ချပြီးကန်လမ်းကြောင်းပုံပိုင်းအောက်မှာနေရှိတယ်အဲ့လင်းလေးနေလည်းရတယ် YouTube မှာလည်း 2K ပဲဇန်လို့ရှာလိုက်တွေ့တယ် 2K ပဲဇာကြီးရနာဇန်ကျောင်း Orange ချောင်း1121နဲ့တောင်းနေအားဒီဖြက်ကန်ပြီး physical တခြားထိုးတဲ့ Global 7 ချောင်းဆိုတာကိုပြသနေပြီရှမ်းမလေးရွှေမန်းလေးချောင်းရောက်ဖက်ကန်ထားတယ်ရောက် Glory 1နေတော့ကဲ Orange ချောင်းနဲ့ Orange ချောင်းဖြတ်ကန်ထားပြန်ပြီရွှေမန်းလေးချောင်းရှောသွားမလားရွှေမန်းလေးချောင်း1121နဲ့တောင်းထားတယ် Orange ချောင်းဖြတ်ကန်ထားရတယ် Global 7 ချောင်းကြီးကန်နေရပြီမရတော့ဘူးကဲကောင်းတဲ့ရွှေမန်းလေးချောင်းပါဗျာနော်